Hello iOS user တွေအနေနဲ့ကျွန်တော်မေးချင်တာ region ချိန်တတ်ပြီလားမချိန်တတ်သေးလို့ရှိရင်ဒီဗီဒီယိုလေးကိုစတော့ကြည့်သွားပြပါခင်ဗျာကျွန်တော်တို့ရှင်သော region ချိန်ဖို့ဆိုရင် App Store ထဲဝင်လိုက်ပါမယ်ဝင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ iOS နဲ့ချိန်ထားတဲ့ Gmail ထဲဝင်လိုက်မယ်ကျွန်တော်က Cassette ဆိုတော့ Cassette ဆိုတဲ့နေရာလေးကိုနှိပ်ပြီးထပ်ဝင်လိုက်ပါမယ်ဝင်လိုက်တဲ့အခါမှာဒါမျိုးလေးကြာလာပါလိမ့်မယ်အဲ့မှာ country region ဆိုတာလည်းရှိပါတယ်အဲ့မှာကျွန်တော်ကဘယ်လာလေးကိုထားပါတယ်အဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်အခုကျွန်တော်တို့ကထားမှာကိုလံဘီယာဆိုတော့ကိုလံဘီယာရိုက်ရှာလိုက်ပါမယ်ရိုက်ရှာပြီးရင် continue ထပ်နှိပ်ပါမယ်နှိပ်ပြီးတော့လို့ရှိရင် agree ကိုထပ်နှိပ်လိုက်ပါမယ်ကျွန်တော်လက်လွန်ချက်သွင်းဖြစ်သွားပါပြီတစ်ချက်ပြန်ပြပေးပါမယ် agree ကိုထပ်နှိပ်လိုက်ပါမယ်နေလိုက်တဲ့အခါမှာကျွန်တော်တို့ဖြည့်ရမယ့်နေရာလေးကိုရောက်ရှိလာခဲ့ပါပြီကျွန်တော်တို့အရင်ဆုံးအခုအမှန်ချင်းလေးကနေအနိုနီဆိုတဲ့နေရာလေးကိုထားလိုက်ပါမယ်ပြီးလို့ရှိရင် street ဆိုတဲ့နေရာလေးကိုသွားပါမယ် street ဆိုတဲ့နေရာလေးမှာကျွန်တော်တို့နေရာမှာ P H I L L I B ကိုနေရိုက်ထည့်ရပါမယ်နောက်ပြီးတော့နောက်ထပ် street နေရာလေးမှာ V L E I N ကိုနှိပ်ထည့်လိုက်ပါမယ် EIN ပြီးလို့ရှိရင် street နေရာမှာကြာတော့ကျွန်တော်တို့ CARRERA အဲ့ဒါလေးကိုနှိပ်ထည့်လိုက်ပါမယ်ပြီးလို့ရှိရင် scope နေရာမှာ postcode နေရာမှာကျွန်တော်ပြောပြပေးပါမယ် postcode နေရာမှာကျွန်တော်တို့နှိပ်ထည့်ရမှာက232001 232001ပဲဖြစ်ပါတယ်ပြီးလို့ရှိရင် city နေရာမှာကြာလို့ရှိရင် MOMIL အဲ့လေးကိုနှိပ်ထည့်လိုက်ပါမယ်department နေရာမှာကြာလို့ရှိရင်เนาะကျွန်တော်တို့ယူရမှာ CORDOBA အစာလေးကိုယူလိုက်ပါမယ်အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်လေးကိုဖြည့်ရမယ်ပေါ့နော်ဖုန်းနံပါတ်လေးကိုဖြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့339429 9928 339429 ပြီးသွားပါပြီဒါဆိုတော့ရသွားပါပြီခင်ဗျာsorry ကျွန်တော်ဖုန်းနံပါတ်ဖြည့်ရနေရာလေးလွဲသွားလို့ပါကျွန်တော်ရှေ့ကနေဖြည့်ရမှာ哦ကျွန်တော်နောက်ကနေသွားဖြည့်ထားလို့ပါတခြားလေးပြန်ပြပေးပါမယ် sorry ပါ339429 ကျွန်တော်တို့ဖြည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြီးသွားပါပြီဒါလေးကိုနှိပ်လိုက်အောင်ပါပဲဒီမှာကျွန်တော်တို့ Gmail ထဲမှာ note ကြီးကြာလာပါလိမ့်မယ်ဒါဆိုတော့ကျွန်တော်တို့ region ချိန်တာအောင်မြင်ခဲ့ပါပြီကျွန်တော်တို့အနေနဲ့ iOS မှာ web application တွေ download မယ်ဆိုလို့ရှိရင်လည်း download ရသွားခဲ့ပါပြီကျွန်တော် App Store ကိုပြန်ဝင်ပြပါမယ်ဝင်ပြီးသွားလို့ရှိရင်ကျွန်တော်voice back ကိုရှာပြပေးမယ်ပေါ့နော် voice back okay အပါ voice back ဆိုပြီးကြာလာပါလိမ့်မယ်အားလုံးစီပြေသွားပါပြီညီကိုတို့အနေနဲ့ wave နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် mail နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်မတည်သေးရတဲ့ကျွန်တော်စီမှာအာမနာတန်လာရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်တခုချင်းစီအသေးစိတ်တခြားလေးရှင်းပြပေးပါမယ်နောက်ပြီးဗီဒီယိုလေးလည်းကျွန်တော်ဖန်တီးပေးမယ်ပေါ့နော်ညီကိုတို့မသိရတဲ့ comment မှာမေးသွားပါကျွန်တော်စီမှာဘာ service တွေရလဲဆိုလို့ရှိရင်တော့ 1HVAC 555 mail PM mail back slot game တွေကိုပါကျွန်တော်စီမှာလာရောက်စော်ကစားနိုင်ပါတယ်ညီကိုတို့ကြိုက်တဲ့လောက်လာကျုံးပါနိုင်တဲ့လောက်ကျွန်တော်ဘက်က ammo ready ပါပဲငွေကြေးပိုင်း100ရာခိုင်နှုန်းစိတ်ချလက်ချက်စော်ကစားနိုင်ပါတယ်ဘယ်ကနေဆက်သွယ်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Viber 3994466936ခွင်ကနေဆက်သွယ်လို့ရတယ်လို့ Telegram လည်းအနံပါတ်ပါပဲအဲ့ကနေဆက်သွယ်လို့လည်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးပါဦးကျွန်တော် one event ညီကိုတွေ event ညီကိုရဲ့အတွက်ကြေးကြီးညီလေးကိုထပ်တင်ပေးဖို့ရှိပါသေးတယ်နောက်ပြီးညီကိုတို့မသိရတွေကိုလည်းကျွန်တော်ရဲ့ comment မှာမေးသွားပါကျွန်တော်တခြားလေးရှင်းပြပေးပါမယ်ခင်ဗျာအားလုံး
ဒီလောက်ပါပဲစိတ်ချမ်းသာကြိုးကိုကြံပါခြင်းနဲ့ပြည့်စုံပါစေခင်ဗျာ